20ရာ2022ခုဟုတ်20နော်ဇွန်လ21ရက်ည9:45မိနစ်အချိန်မှာပရမတ်သဘောတရားဟာယူတဲ့ပုဂ္ဂိုလ်ရှိရင်နားထောင်ရအောင်ဒီတရားလူတိုင်းတော့မကြိုက်ပါဘူးအကြိုက်တဲ့ပုဂ္ဂိုလ်လည်းနားထောင်ကဲအဲ့တော့ဒီတရားအမှုရှိတဲ့သံဃာတော်ကြီးဒီမှန်ပြီးတော့မောတတသုံးကြီးဝိသုရရဟောနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုရားအာရုံပြုပြီးတော့စိတ်ကလေးကိုငြိမ်အောင်မလုံးသွင်းပြီးအာရုံပြုကြရအောင်လိုက်ကလေးချတာအဲ့တော့ဒီနေ့ခေါင်းစဉ်ကတော့ဒီတကယ်ကြောက်ရလားတကယ်ကြောက်ရလားဘာကိုတကယ်ကြောက်ရလားလို့ဆိုတော့သိမှာကိုတကယ်ကြောက်ရလားလို့ဆိုလိုတာပါတကယ်ကြောက်ရလားဒီအရင်ကအရေးကြီးပါလားလို့မျက်ရည်ပြန်ကြပါပေါ့နောက်ယုံနာခန္ဓာဓာတ်တိဇာတိတရားလို့အားကြီးတယ်ကျွန်တော်ရှင်းဖို့ခေါ်ခဲ့ပြီးပါတယ်အခုကတော့နံပါတ်9တကယ်ကြောက်ရလားလို့ဆိုတာလူတွေကိုဒီမှာမကြောက်ဘူးလားလို့မေးရင်လူတွေကဒီမှာကြောက်ပါလေကြောက်စရာကောင်းတယ်ဘာလို့လို့ဆိုတော့ပေသွားမှမသိဘူးနောက်ဒီကန္နာကိုကြီးရတယ်မီးရှို့မယ်မြေမြုပ်မယ်ရီမျောမယ်အသာရှိတယ်ကိုတွင်းမယ်ခမင်းလည်းမသားတော့အဲ့တော့အိုကြီးဒီကြီးနဲ့ကြောက်တော့ဟောကြောက်တယ်လေမင်းလည်းမကြည့်ရဘူးအဲ့တော့ဒီအခါမဲ့ကြောက်ပါလေဒီမှာအဲ့ဒီခါမဲ့တကယ်ကြောက်ရလားဆိုတာကစဉ်းစားကြည့်တဲ့ခါကျတော့တကယ်မကြောက်သေးတဲ့သဘောရှိတယ်ဘာဖြစ်လို့လဲဆိုတော့သိမယ်မထင်လို့ကိုဒီခန္ဓာကိုယ်ကြီးယောက်ျားလည်းယောက်ျားလျောက်မိန်းမလည်းမိန်းမလျောက်ဒီလားရှင်ဘုန်းကြီးပါနော်သိမယ်မထင်ဘူးဘုရားတော့ဟောတာပါတယ်မမြဲဘူးတဲ့ဟောတာဘူးလေသိမယ်မထင်ဘူးကြီးလေလျောက်ငယ်တယ်လျောက်သိမယ်မထင်ဘူးအဲ့မဲ့သေးတော့သေးတာပဲသိနေတာလည်းသိတာပဲကိုယ်ပတ်ဝန်းကျင်ရောကိုယ်မျိုးသိတာပဲဘို့တော်လည်းကိုယ်ကသိမှာမဟုတ်သိမယ်မထင်တော့ပါဇက်ကတာကြောက်ပါတယ်ဒီမှာတကယ်မကြောက်ဘူးအဲ့တော့တကယ်မကြောက်တဲ့ခါကျတော့
လောကကြီးရာတွေနဲ့ပဲအချိန်ကုန်ပြီးတော့ဒီလိုနဲ့ပဲတကယ်တန်မြာခီးကြီးကိုဝါတော့မယ်ဆိုတဲ့ခါကြတော့ခြေမကိုင်းမိလက်မကိုင်းမိဟိုကြည့်ဒီကြည့်နဲ့အမလေးလိုလေးကြကြပေါင်းနာလိုက်တယ်ကျင်လိုက်တာနဲ့နေသွားရတာပဲအဲ့တော့ဒီအခါမဲ့ဘယ်လိုနှလုံးသွင်းရမှာတော့လို့ဆိုတော့ဘုရားဒီယဟန်သူ့ရဲ့သားတော်ပေါ့လေနန္ဒနာရီနဲ့ဒီညီကြီးနဲ့ပတ်သက်လို့ဘုရားတွေလည်းခဏခဏဟောပါတယ်လက်သေးပေါ်ရှိတဲ့ညီကြီးနဲ့မဟာဗလီညီကြီးနဲ့လိုက်ချင်ပြတာဟာတဲ့အပယ်လေးပုံရောက်မဲ့ပုဂ္ဂိုလ်တွေတည်သွားသောသူတွေဟာဒီအပယ်လေးပုံသွားတဲ့ရောက်တဲ့အရေးအတွက်နဲ့သူကတိပုံပေါ့လူပြင်းနတ်ပြင်းပြမပြင်းရောက်တဲ့အရေးအတွက်အချိုးချလိုက်မယ်နှိုင်းရှင်နိုင်ငါလက်သေးပေါ်ညီကြီးနဲ့မာသူကြီးလောက်သွားတယ်တဲ့ဆိုတော့အတော်ကိုဒီနေနေတာပဲဟုတ်ပြီအဲ့တော့ဒီလောက်နေနေတဲ့အရေးအတွက်ဘာဝီကြီးကအများကြီးအဲ့တော့လွယ်နဲ့အဲ့ဒီလက်သေးပေါ်ရှိတဲ့ညီတွေပါနိုင်မှာမလားကျန်နေစဉ်းစားကြည့်ရမှာတစ်ချက်နောက်တစ်ချက်ကဒီအခုလက်ရှိဒီတရားဓမ္မတွေအားထုတ်နေတယ်နောက်အခုလက်ရှိကမ္မထရိတ်တာတွေတော်တော်ကျေကျေပြန့်ပြန့်ဗမာပြည်ရဲ့ရောနိုင်ငံသားမှာလည်းခန်းနေရှိပါတယ်ဒီဗမာပြည်ကတော့ဖွင့်နေဒီပုံပြားတွေပါအဲ့ဒီခါမှာဒီဟိုအရင်အခုပြောနေတဲ့ပုဂ္ဂိုလ်ကြီးအသက်80တည်ရှိပါပြီအရင်10နှစ်သားလောက်တုန်းကဒါမျိုးတရားတွေကပြောလိပြောထားလည်းမရှိဘူးကြားလည်းမသာသနာလည်းမပြောင်းသွားသေးဘူးပဲပြောရမှာခေတ်ကာလလျောက်ကလည်းဆက်သွယ်ရေးတွေအင်တာနက်တွေ YouTube တွေဖုန်းတွေအသားကြီးတွေဒါတွေကလည်းအခုတော့မကောင်းသေးတာလည်းပါပေါ့နောက်သာသနာ2500ဆိုတဲ့ဘုရားဟောတဲ့အနေအထားနှစ်လည်းမရောက်သေးတာလည်းပါဘုရားလည်းသာသနာ2500မှာတပတ်ပြန်ပြီးတော့ဝင်လန်းလိမ့်မယ်လို့လည်းဘုန်းကြီးတွေဟောနေတာပဲဟောတဲ့အတိုင်းလည်းပဲအခုအထောက်ကြတဲ့လူတွေအများကြီးပါအဲ့တော့ဆိုလိုတာကဟိုလွန်ခဲ့တဲ့နှစ်လောက်ကမန္တလေးတိုင်းစင့်ငိုင်မှာအောင်လန်ဆရာတော်ကြီးရဲ့စခန်းဖွင့်မယ်လူတရားကျော်လက်ခံမယ်အင်တာနက်မှာကြီးညာမယ်ဆိုပြီးတော့စောင့်အောင်လန်ဆရာတော်ဘုရားကြီးဆိုလည်းနာမည်ကြီးပါကြီးလဲကြီးညာရောကားလေးနဲ့မိသားစု3ယောက်ဝင်မယ်ဆိုပြီးရောက်တဲ့ခါကျတော့ဒီကကျော်ပြည့်ပြီတဲ့ဘယ်လိုပြည့်လိုက်တာတော့နေချင်းပဲရန်ကုန်ကလူတွေများတယ်ရန်ကုန်ကတည်းကပြည့်နေတာနေမဝင်ရဘူးနောက်ချောလိုက်နေရင်တော့ဖွင့်အောင်မပြည့်အောင်မနေပဲစစ်ပြတ်သွားတယ်အဲ့တော့မဟုတ်ဆိုလိုတာကကိုအခုအဲ့ဒီမာ400ကျော်တပြည်လုံးပေါ့လေအများကြီးအောက်မှာပြင်များပါဝင်တဲ့အခါမဲ့အဲ့400ကျော်ထဲမှာကိုကတည်းကစကိုင်းသားစကိုင်းနေတဲ့အခါကျတော့စကိုင်းမြို့ကများအဲ့ဒီ400ကျော်တွေပါလားလို့မေးကြည့်တော့အထက်မှာကြီးတော့ပါဘူးဆိုမှတော့စကိုင်းလည်းမပါဘူးလေစကိုင်းမပါမှတော့မိမိရဲ့အိမ်တိုင်းနေကြီးနေတယ်လို့ပါမှာလို့ပါဘူးမပါပြီမဲ့လည်းပဲလူ400ကျော်တော့ပြည့်နေတာပဲအဲ့လိုရှိတယ်အဲ့တော့လည်းဒီလိုတိုင်းတာနဲ့ကြာတော့လေဒါလူစခန်းနေရတယ်ရှိပါဒီပြင်စခန်းနေလည်းရှိတာပါပဲဒါအောင်လည်းကြတော့ဘုရားကြီးကနမူနာပြောတာပါကိုရိတ်တန်းနဲ့ကိုစခန်းနဲ့ကိုနီကိုကနဲ့ကိုတာဝကနဲ့ကိုကမ္မထာနာစရိယတွေနဲ့ကိုပြဉ္ဉံပွားများနေကြတာပါပဲကမ္မထမ်းဆိုတော့40ရှိတယ်လို့
ရရဟောတာပါလေတဲ့ဆိုတဲ့အတွက်ဘယ်လိုကျင့်အဓိကကကိုဟာကိုအပေလွတ်တာကိုမတွေ့အောင်ကိုကျင့်နိုင်တာအကျိုးရမှာအဲ့ဒါပေါ့ဆိုလိုတာလားအဲ့တော့ဒီကောင်းစဉ်ပေးထားတဲ့တကယ်ကြောက်ရဲ့လားဆိုတဲ့ကတကယ်ကြောက်ဖို့ဆိုတာကလည်းဒီသုဒ္ဓဗျာညာအနေနဲ့သိဖို့နှလုံးသွင်းမှုကစပါပဲဘာလို့လဲဆိုတော့မသိဘူးလေမသိဘူးအဲ့တော့တဲမှုကြတော့ဗျာကြီးလည်းဟောပါတယ်မျက်စိကန်းနေတဲ့လူဟိုတဲ့ဒါသူကလက်နဲ့တကူနော်ဗောဒါတို့ပါတော့ထိုးမယ်ချိန်နေလဲသူမကြောက်ဘူးတဲ့ဘာဖြစ်လို့လဲတော့မျက်စိကန်းနေလို့မြင်မှမမြင်တာတကယ်ထိုးလိုက်တဲ့ခါကျတော့ကြောက်ပြီးသိကန်းအဲ့လိုပဲဟာအပေလေးဘုံမရောက်ချင်ဘူးလားပေလေးဘုံမကြောက်ဘူးလားငရဲဆိုတာဟာပြာဘူးငရဲရှိတဲ့အမလီပူလဲလောလိုက်တဲ့ဒီဥပင်းနဲ့ကြော်လို့ပဲဒီကြီးဒီမိုက်တပြောနေတာဒါပေမဲ့ကြောက်ပါမကြောက်ဘူးကြောက်အောင်မှလည်းမသိဘူးကြားလို့တာဟောတာတော့တော်ဆိုတာပဲဒီလောက်နဲ့ပဲဖြစ်နေတာအဲ့တော့တခါတရားရှားတော့ရှားတယ်နီးလန်းလည်းမှန်အောင်ပါနီးလန်းမှန်အောင်ပါဆိုတော့ဘယ်လိုနီးလန်းမှန်ကိုဆုံးဖြတ်မှာလို့ဆိုတော့ဒီဘုရားကဟောထားတယ်တဲ့ဘုံဘုရားတွေကတစ်ဆက်လာကြပါငယ်စဉ်မှတ်သားဘိုးဝါစင်လာသူပြောငါပြောကျမ်းတဲ့ဘောနဲ့တစ်ချက်ချမှန်တယ်လို့မယူနေချင်တာအဲ့လိုဘုံဘုရားတွေဟောပါကျမ်းတဲ့ဘောဆိုတဲ့အတွက်ဟာဒါကဒီလိုဟောကဒီလိုအသာရှိတဲ့ရိုးသဘောရီတာပီရရေးသားထားတာလေးနောက်လက်တွေ့ဒီကျင့်ကြံတဲ့အပိုင်းမျိုးကိုလည်းပဲရေးသားတဲ့ပုဂ္ဂိုလ်များရဟန်းသံဃာများကမတန်းနေတင်ရေးသားထားတာဖတ်ကြည့်ပြီးတော့တစ်စစ်စိန်နာဗျာညာနဲ့တွေးတောပြီးတော့နေတဲ့ဘိုင်းအဲ့ဒီအခါမှာဒီရွာဥရွာထိကိုယ်ွယ်စီကဆရာမြတ်ရဲ့စကားကိုလည်းတစ်ချက်မှန်တယ်လို့မြင်နေချက်ပါအဲ့လိုဘယ်ဟာမှမှန်တယ်လို့ယူရမှာတော့ဆိုတော့အဲ့ဒီဟောပြောတာဒီမှတ်သားမာရီကိုအခြေခံပြီးတော့ဒီကမ္မထန်လေးတွေကိုကြိုက်တဲ့ညီနဲ့အားထုတ်ကိုကြိုက်တဲ့ဆရာသမားကိုကြိုက်တဲ့ကြီးသားကိုကြိုက်တဲ့ညီဟန်အားထုတ်လိုက်တဲ့အခါဒီခန္ဓာတွေ့တာကြတော့ယုံနဲ့ခန္ဓာတွေ့တာမှယုံလို့ပြောတာကတကယ်တော့ပြောကြတော့မလို့တော့ခန္ဓာကိုတွေ့မှတော့ဒါယုံစားဖြစ်တာပဲကိုယ်ခန္ဓာကိုတွေ့တာဟုတ်အားကြောင့်တရားရှာခန္ဓာမှာတရားရှာအဲ့လိုလည်းဘုံရားဒီခေါ်ကြရရှိပါဒါပေမဲ့ခန္ဓာမှာတရားရှာဆိုပြီးမှရှားပုံရှားနီးဒီလားလည်းဒီဟုတ်မှာခန္ဓာမှာတရားရှာတော့ဟုတ်ပြီဘယ်လိုရှားရမလို့ဒါလည်းလူရနာပဲအဲ့တော့ဒီခါမဲ့
ဒီတရားကိုဘယ်လိုရှာရမလို့အားလေးကိုပြောပြချင်တာကဘာလို့လို့လဲဆိုတော့တချို့တွေကတကယ်တရားလိုချင်တဲ့သဘောရှိပါတယ်ဘာကိုပြောတာတော့ဆိုတော့ဘာကိုမြင်တာတော့ဆိုတော့တခါလေဟိုလှူတဲ့တန်းနေဆိုလို့ရှိရင်ကိုစိတ်ကလေးငြိမ်ပြူပြီးတော့တခါလေကိုအာယုံပြူပြီးတော့လှူတန်းနေတာလေးတွေတွေ့ရပါတယ်ဘုံရတယ်ဟောတာအာယုံအဲ့ဒါသူတို့အပေလွတ်တဲ့ထင်နေတာမေးမကြည့်လေသူတို့အဲ့ဒါပဲသိရဟိုအဲ့ဒါပဲသိတယ်လို့ပြောပြရင်လည်းပဲကြိုက်ပါလေပေါ့ခုခက်တာအဲ့တော့ရှိပါအဲ့တော့ဆိုလိုတာကဒီအခါမဲ့သိတဲ့အခါကျတော့ရောက်ထွက်တည်ရမှာလေအဲ့တော့မသိခင်မှာအပေလွတ်တဲ့စိတ်ဖြစ်နေပြီလားအပေလွတ်နေပြီလားငါအပေမကြတော့ဘူးလားဆိုတာကိုဘယ်သူမှမေးစားမလို့ပဲနဲ့ကိုယ့်ဟာကိုယ်သိအောင်လို့လေဆိုလိုတာဒါပါပဲဟုတ်ပြီအဲ့ဒါဘယ်လိုလုပ်ရမလို့ဘယ်လိုလုပ်ရမလို့ဆိုတော့သောတော်ကဒီပြောဟောကြားထားခဲ့တဲ့အတိုင်းပေါ့လေဆရာကောင်းရှာဥမာတိတ်ခွေတွေစီဒီရားတွေဆိုလဲမျိုးသားတွေအများကြီးပါ82လမ်းနဲ့30လမ်းတောင်းတော့တောက်ရိပ်ပါတေဝိဇ္ဇပတ္တယဟန္တာအရှင်သူမြတ်တဲအင်းကိုဆရာတော်ဘုရားကြီးဆိုပြီးတော့ရုပ်ပုံကြီးနဲ့ကိုယ်စီဒီရားတွေရောင်းနေတာတွေ့ရောဟာဒီမှာယဟန္တာကြီးလိုရေးထားတာတေဝိဇ္ဇပတ္တတေဝိဇ္ဇဆိုတာတော့ဘုံသုံးပုံနဲ့ဒီဟောဒီဆိုတော့အဲ့တော့ကျန်တဲ့ကိုယ်တွေလည်းအကုန်လိုက်ကြည့်ပါတယ်မတွေ့ဘူးဒါရဆိုလည်းနားကြည့်ရုံပဲဟိုးအရင်အသက်40နှစ်လောက်တော့အိုးဘက်တုန်းကလည်းမောင်မူရေးသားတယ်တဲကိုဆရာတော်ကြီးပြတ်တယ်တဲကိုဆရာတော်ကြီးဆိုတာအရင်ကလူစိုးကြီးသာပြရတော့ဘယ်လိုတော့မတားဘူးကြားဘူးပါအဲ့ဒီကနေပြီးတော့အဲ့တရားကိုနာကြည့်ပါနာကြည့်တဲ့ခါကျတော့လုံးဝစာပေဒီလုံးပေါက်ကလေးတွေလောက်ပဲပါပြီးတော့ဗမာလိုရှင်းရှင်းလင်းလင်းကြီးဟောကြားတာတွေတွေ့ရတယ်တော့ဝယ်ယူပြီးတော့နာကြည့်ကြပါလို့လည်းတိုက်တွန်းနေပါလေဒါကြတဲ့ပုံပြားတွေဟောကြားတဲ့အမျိုးမျိုးရှိတာလည်းနာကြည့်ကြပါအဲ့တော့ဒီအခါမဲ့ဒီစောတော်ကဆိုဟိုယူထဲမှာမကြိုင်ကကြည့်လိုက်တယ်ဒုရှင်မနာကြီးဦးကျော်ဟင်းကစာပြီးကျွမ်းအင်တန်ကျွမ်းကျင်တဲ့နာမည်ကြီးပုဂ္ဂိုလ်ကြီးလျှောက်ထားတယ်ရှင်ဗျာတဲ့တပည့်တော်လူရင်းကတော့သူအပေလွတ်ချင်တယ်အပေလွတ်မဲ့ဆိုရင်ဘယ်လိုပဲဆောင်ရဘယ်လိုပဲကြည့်ဘယ်လိုလုပ်ရလဲတပည့်တော်လှုပ်ချင်တယ်လှုပ်မယ်တပည့်တော်လည်းကြိုးစားနေတယ်တော့တပည့်တော်ကြိုးစားနေတာရောမှန်လားဗျာအဲ့လိုလျှောက်တာဒီပရိသတ်သမုပ္ပါပေါ့လေပရိသတ်သမုပ္ပါရဲ့ဒီပြစ္ဆုတ်ပန်တဲ့ရှုရမယ်လို့ဟောကြားထားတဲ့သဘောတွေလည်းပါပါတယ်ကြောက်ထားတဲ့အချိန်မှာအဲ့တော့ तू ကအဲ့ဒီပြစ္ဆုတ်ပန်တဲ့လေးရှုတယ်ဆိုတာကိုလည်းပဲသူ့ဟာသူဒီနှလုံးသွင်းပြီးတော့ဆောင်ရွက်တဲ့သဘောလည်းရှောက်ပါတယ်နောက်မေးတဲ့ခါကျတော့တခါဟို
ဒီစာပေပရိသေမနဲ့ကျွမ်းကျင်တဲ့ဆရာတော်ဘုရားကလည်းဖြေတယ်ဒါပေမဲ့သူဖြေတဲ့တဲမှာကိုကဘာပါလာလို့ဆိုတော့ဒါ YouTube ကြုံတဲ့ခါလည်းကြည့်လို့ရပါတယ်ပို့ပြည့်စုံမှာပေါ့လေအဲ့ဒီငါတဲ့ဒီကမ္မဋ္ဌာန်းရိပ်သာတွေမှာလည်း10ရက်အစရှိပေါ့လေဒီစခန်းဝင်မှုတွေကျင့်မှုတွေပေါ့ဒါပေမဲ့တဲ့တုတ္တဗျာညာစိန်နာဗျာညာဘာဝနာဗျာညာဆိုဘုရားလည်းဉာဏ်လုံးနဲ့ဟောတာရှိတာဟုတ်ဒီစာပေလိုက်စားတဲ့ဘက်ကများတယ်တဲ့ဒီကိုယ်တိုင်ကအဲ့လိုပဲဖြေပါတယ်အဲ့တော့ဒီအခါမဲ့စာပေလိုက်စားတာကများတယ်ပွားများတာတော့အခန်း10ရက်15ရက်အဲ့လိုပဲဝင်မှုလေဆိုပြီးတော့ဟောရတာပြီးတဲ့ခါကျတော့စာပေဘက်ကလည်းများပြီအခန်းနည်းနည်းတော့ရှိပါတယ်အဲ့ဒါနဲ့ပဲတခါမင်းသားကြီးကဒီတော့ပေါက်သွားတယ်မသိဘူးသူကတော့တော့ပေါက်တယ်အဲ့တော့ဆိုလိုတာကမိမိအနေနဲ့ကတော့ဒါကိုအကြံပြုလို့တာကဒါဥမာပေးတာပါဥမာပေးတာကမင်းသားကြီးဘယ်လိုသဘောပေါက်သွားတော့မသိဘူးအဲ့တော့ဘယ်လိုသဘောပေါက်မှာတော့လို့ဆိုတော့အခုလက်ရှိပြောနေတဲ့ပုဂ္ဂိုလ်ကတော့ကြောက်မယ်ဆိုလို့ရှိရင်အရှင်ဘုရားတပည့်တော်အပေလေးပါးကလွတ်ခြင်းနဲ့ဘုရားဘယ်လိုကျင့်ကြံမှာတော့ဘုရားတပည့်တော်ကျင့်ကြံမယ်ဘုရားအရှင်ဘုရားရောအပေလေးပါးကငါလွတ်ပြီဆိုတဲ့ဝန်ခံလားဘုရားဒါကလေးစကားရတာပြောတာတကယ်မေးဖို့ပြုလို့ကြတော့လေမပြည့်နိုင်ဘူးလို့ရှိပါပဲအဲ့တော့ကိုကမှနားမလဲလို့တွားပြီးတော့မေးပါတယ်ဆိုတာကိုဆရာကအဲ့လိုမေးဖို့ဆိုတာလို့စကားရဒါလေပြောမှတဲ့သဘောပေါက်မှမဟုတ်တာပြောကြတာအဲ့တော့ကိုယ့်အကူစုံစမ်းမော့ဟောဒီရိတ်တာကတော့ဒါထွက်လာတဲ့ယောဂီကငါတော့မေလီဘကလွတ်ပြီပြောနိုင်တဲ့လူတွေကြည့်တယ်ဆိုရင်ကိုယ်လည်းသွားဝင်ကြည့်ဟောကိုယ်လည်းပြောနိုင်မယ်သဘောဖြစ်နိုင်တာဟောအဲ့ဒီလိုမှမပြောတဲ့အနေထားဆိုရင်တော့မပြောတာပဲဖြစ်မှာအဲ့တော့ဆိုလိုတာကကဲဟုတ်ပြီအပေလေးပါးကလွတ်ချင်တယ်ဆိုရင်ကဲမိမိသဘောပေါက်ကိုပြောရရင်တော့ဒါဘုသူဒ္ဓအနေနဲ့တော့ဒီအခါမဲ့ရှင်သီရိကိုရောကြီးဟောထားတယ်လို့ပဲပြည့်ညက်အပေလေးပါးပရမတ်အပေလေးပါးဟုတ်အဲ့တော့ပရမတ်အပေလေးပါးဆိုတာကတဲ့အခုတရားထိုင်နေတဲ့ခါကျတော့ထုံနေကျင်းနေတောင်းနေတင်းနေကြိုက်တဲ့ခဲတယ်ပထဝီဆိုတာကဒီထုံနေကျင်းနေပေါ့အာဘောဆိုတာကယူစီးတယ်နှက်တီဓာတ်ထွက်တယ်ယူစီးတဲ့ဓာတ်ပေါ့ဖောင်းကားနေတဲ့အာဘောဝါယောဆိုတာကတွန်းနေကန်နေတောင်းနေလီဖြတ်တဲ့ယောဂမျိုးပေါ့အာဘောဒီဇောဆိုတာတအားပူတာတအားအေးတာဥလိုက်တာမခံနိုင်ဘူးဆိုတာအဲဓာတ်ကြီးလေးပါဖောက်ပြန်ဓာတ်ကြီးလေးပါကဖောက်ပြန်ုံနဲ့မကဘူးအသေးသက်မှာအဲ့ဒီတော့ဒီဓာတ်ကြီးလေးပါဖောက်ပြန်ပြီးအသေးသက်မှာဟိုမမာတဲ့ခါပဲဖြစ်ဖြစ်ကိုဟာကိုပဲဒီတရားထိုင်တဲ့ခါပဲဖြစ်ဖြစ်ကြော်ဖြတ်နိုင်ပြီလားဒီထုံနာကျင်တာကြိုက်တာခဲတာတောက်တာတင်းတာဒါယူကြော်ဖြတ်နိုင်ပြီလားချိုးလေးတကြော်ဖြတ်နိုင်တယ်လို့ကြားတယ်အဲ့တော့ကိုယ်တည်းကကြော်ဖြတ်နိုင်ပြီလားအဲ့ဒါကြော်ဖြတ်နိုင်လို့ရှိရင်တဲ့ရှင်သီရိကိုရောကြီးဟောကြားထားတာအဲ့ဒါအပေလေးပုံမှာတဲ့အဲ့ဒါပရမတ်သဘောအရပေလေးပုံမှာပဲတဲ့အဲ့လိုဟောကြားတာရှိပါတယ်ဒီဒီထဲမှာလည်းသူလွှတ်တာဟုတ်ပြီကဲအဲ့တော့ပရမတ်အပေလေးပုံမသေးခင်မှာထုံနေကျင်နေတောင်းနေတင်းနေကြိုက်တယ်ခဲတယ်ဒါကြီးကလွတ်ပြီးတော့ဒီသူ့ရဲ့ဒီဓ
တ်သဘောဓာတ်လက္ခဏာရုပ်လက္ခဏာနာလက္ခဏာအာတုပလက္ခဏာဟောအစာကြီးဒီလက္ခဏာမျိုးမျိုးရှိနောက်တကခန္ဓာ၅ပါးဆိုတာကလည်းယူပခန္ဓာဝေဒနာခန္ဓာသိဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာအစာကြီးဒီလိုပါလေအဲ့တော့ဘုရားဟောတာပါခန္ဓာ၅ပါးကိုမသိကြဘူးတကယ်လို့သဘောမပေါက်ကြဘူးတဲ့ဒီခန္ဓာ၅ပါးသိပြီးသဘောပေါက်ရင်လည်းဘုရားလွတ်ပါတယ်ဒီလိုဟောအဲ့တော့ဒီအခါမဲ့ယုံနဲ့နာနဲ့ယုတ်ကတော့သူကထုံးနေခြင်းနဲ့တောင်းနေတင်းနေဆိုတာသူကပြည့်ညက်အရာထုံးနေကျင်တယ်လို့ပြောနေတာစကားအရာဒါထုံးနေဒါကျင်ဒါနားတယ်ပရမသဘောအရာကြတော့သူကဖောက်ပြန်တာထုံးနေကျင်တယ်လို့မရှိဘူးဖောက်ပြန်တဲ့သဘောပဲရှိတယ်အဲ့တော့ရုပ်ရဲ့လက္ခဏာကဖောက်ပြန်တာအဲ့တော့ဒီဖောက်ပြန်တာတခုတည်းပဲတီးပြီးတော့ဖောက်ပြန်နေဆိုပြီးတော့လောဘဒေါသမောဟမပေါ်ဘဲနဲ့တီးပြီးတော့ဒိဋ္ဌိမာနလည်းဖောက်ပြန်တဲ့တခုတည်းသမာဓိတီးပြီးတော့အမလေးလူလေးမတရင်တော့ဘယ်ရမလို့ဘူးလားစဉ်းစားကြည့်တာပါဟုတ်ပြီအဲ့တော့ဒီခါမဲ့အပေကလွတ်ချင်တယ်ဘယ်လိုပဲလို့ကြည့်နေမှာလေဆိုတဲ့ပုံစံကိုဆိုလိုတာတော့ပထမဒီဝေဒနာကြောတယ်ဝေဒနာချုပ်တယ်ဒါမှမဟုတ်လေဝေဒနာကတော့ရှိနေတာပဲခံစားမှုမရှိတော့တာအစရှိတယ်ဖြစ်ထုံနေခြင်းနဲ့တောင်းနေတင်းနေကြောက်အောင်ရှုပါတဲမှုစရာတော့ကြီးရတော့ဒါပဏာမဒီလူတွေအားလုံးနားလည်မဲ့သဘောမျိုးနဲ့သူကခေါ်တဲ့သဘောရှိပါတယ်ထုံနေခြင်းနဲ့တောင်းနေတင်းနေဆိုရှိတယ်ဟုတ်အဲ့ဒါကြောက်အောင်ရှုဟောပြန်တယ်လို့ရှုအဲ့လိုပေါ့လေအဲ့တော့တကယ်ဒီသမာဓိကောင်းပြီးတော့တကယ်ဒီဓာရဘာတိအောင်ရှုရင်အပေကလွတ်တယ်လို့ပြောမှုဆရာတော်ဘုရားကြီးဟောတဲ့အခါကျတော့တကယ်လို့ရင်တကယ်တွေးတဲ့လူတွေအများကြီးပါခြေသေးကြီးကိုတော်ကြီးလည်းဟောကြားထားတော့တာလူတရားတွေကတဲ့အခုလက်ရှိစကားမှာတချို့တွေလည်းဝိညာဉ်ကြောတယ်ချုပ်တယ်ရှိပါတယ်တဲ့အခုတိုင်းတဲ့လူတွေကတချို့တွေလည်းလောကကြီးရှိတယ်တချို့လည်းအာထုတ်သေးပါတဲ့ဒါမဲ့ဝေဒနာကြောတယ်ဆိုရင်တကယ်မရောက်ဘူးတဲ့လူကမတွေ့ဘူးတဲ့လူကမယုံဘူးတဲ့ချုပ်တယ်ဆိုတော့ကိုပြောတယ်တဲ့အဲ့တော့ကိုရောက်မှလည်းကိုသိတဲ့တရားမို့လို့ပြောပြတာခက်တယ်ပြောတော့ပြောတာလို့ဒါမျိုးသဘောပေါက်ပြောမှခက်တယ်ဘုမကြည်တယ်ဟာတယ်အေးတယ်ငြိမ့်တယ်ဟာဟောဒီဘာမှမရှိဘူးပညာအရာတော့ပြောတဲ့ခါကျတော့အာယုန်နဲ့ပေါ်နားထောင်တဲ့သူတွေလည်းကြားနာမလို့ကြည့်ဒါပေမဲ့တကယ်ခန္ဓာကိုယ်တွေ့တဲ့သဘောသူကသဘောပြောတာဟုတ်ပညာအရာတာပြောဖြစ်အောင်လို့ပြောတာကြီးရဲဆိုရင်ကြီးရေးကြည့်သူလည်းမဟုတ်ဘူးလို့ပဲကြည့်ရတယ်သဘောပြောတယ်ကြောင့်ဒီတကယ်ရောက်ဘူးမှပဲတွေးတယ်ဆိုတော့ပြောခက်တော့ဟောတစ်ဖက်လူကနားထောင်ရခက်တယ်အဲ့တော့နားထောင်ရုံနဲ့တော့မရဘူးဆိုတဲ့သဘောလေးရှိတယ်အဲ့တော့ယုံကြည်နဲ့လောက်ရမယ်အဲ့တော့ဘလောက်ထိယုံဘလောက်ထိတရားတက်ရမှာတော့ဆိုတော့တဲမှုစရာလိုဘုရားကြီးလည်းဟောပါတယ်လူသိရင်သိမသိရင်တရားရအသက်နဲ့ခန္ဓာလူပြီးပြီတကယ်လည်းမသေးပါဘူးကြာသေးရင်လည်းသေးအဲ့လိုတရားအဲ့ဒီအဆင့်ရှိရမယ်နောက်တစ်ခါရှင်သီရိကိုတော်ကြီးကလည်းသူ့เจ้าမှာစာရေးထားတယ်ငါသေးအောင်တတ်မှငါသေးမှာအဲ့လိုဟောကြားထားပါအဲ့တော့အသက်တော့ဆုံးရလိမ့်မယ်ဘာအသက်ဆုံးရမှာတော့ဆိုတော့အခုအာရုပ်ရဲ့နာမ်ရဲ့အသက်ရဲ့သိတာရဲ့
ဒါနာမဲတာစိတ်ပဲဆိုတော့ပြည့်ညက်ရပြောနေတဲ့အသက်အဲ့ဒီအသက်ကိုသေမာကိုအင်မတန်ကြောက်တယ်အဲ့အသက်ကိုသေရင်သေပါသေးဆိုပြီးဆုံးသွားအော်တော့တော့မရဒါကအဲ့ဒီအဆင့်ထိတက်အဲ့ဒါမပြဘဲနဲ့လေရတဲ့သဘောမရှိပါဘူးအဲ့တော့ဒီအခါမဲ့စောတော့လို့အားထုတ်တဲ့အခါမဲ့ထုံနာကျင်နာတောင်းတာတင်းတာကိုကြော်ဖြတ်တဲ့ခါကျတော့အရှူစံနဲ့ကြော်တာတို့အာယုံပြောင်းတာတို့အစရှိတယ်ပေါ့လေဝေဒနာကြော်ဖြတ်နည်းလည်းတင်ပါတယ်ဒေရှူတာတို့မျိုးမျိုးကြီးရှိပြီးအားထုတ်ကြတယ်အဲ့လိုနီးမျိုးစုံရှိလို့အားထုတ်ကြတဲ့ခါနဲ့ဒီဘုံငါးဘုံလို့လဲဟောကြတာပါတရားဘုဘုံငါးဘုတရားဘုဝရိယဘုတတိဘုတမာတိဘုပညာဘုစသဖြင့်အဲ့တော့ပထမတော့တရားဘာဝတုံလဘောဆိုတဲ့အတိုင်းပဲဒီငါးတိမကြောက်တယ်ဆိုတဲ့စိတ်သိပြီဒီတော့ဒီတရားမရရင်တော့မထောက်ထုံးနေကျင်နေတောင်းနေတင်းတယ်ဒါဟုတ်သမထနာသတိရခိုင်းနေတဲ့လောက်မှာယုံယုံကြည်ကြည်နဲ့အဲ့ဒီကမှကိုအားထုတ်တဲ့ကမ္မထာနာသတိရမယုံကြည်လည်းမရဘူးအဲ့တော့ဒီခါမဲ့စောတော့ကဒီအခုလက်ရှိဒီတရားတော်တွေပြောကြပြကြတဲ့ခါကျတော့မယုံရင်တော့လည်းနားမတော်တော့ကောဘာလို့လဲဆိုတော့ကိုကမှမယုံတာဘူးမယုံမဲနဲ့နားထောင်လိုက်ရင်ကြတော့သူကတဲကူကြတော့ပြဟောလို့တရားနာရင်နိဗ္ဗာန်သွားတာရှိတယ်တဲ့တရားနာရင်ပယ်သွားတာရှိတယ်တရားနာရင်နိဗ္ဗာန်သွားတယ်ဆိုတာတော့တရားတွေပွားပြီးတော့နှလုံးသွင်းပြီးတော့ဒီလိုဓာတ်တွေဉာဏ်တွေရနိဗ္ဗာန်သွားတော့တရားနာရင်အပယ်သွားတယ်ဆိုတာဘုံမဟုတ်လေလားမမယလားတွေးတော်ကြံစားမယုံကြည်ဖြစ်နေရင်သူကဒီကုသိုလ်မပြုဘဲနဲ့အကုသိုလ်ဖြစ်နေတယ်ပေါ့အဲ့လိုရှိပါတယ်အဲ့ဒါကြောင့်ဒီအခုပြောနေတဲ့သဘောကတော့ပရမတ်သဘောပရမတ်ပိုင်းဒီမာနဲ့ဒီငိုင်းနေတာလို့ပြောဒါတွေကိုအများကြီးလည်းမကြားကြဘူးမကြားကြတော့မှန်းတယ်ဒီချိန်ကတော့အဲ့ဒါကြီးအပြီးမှာကြားမှာပြောလက်တွေ့ကိုဖြစ်အောင်ပါလေအဲ့ကြတော့နှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်ကတော့ဘာပြောနှလုံးသွင်းနေတော့တကယ်ဖြစ်တဲ့ခါကျတော့နှလုံးတော့ငါသွင်းမှုနေတာပဲဒီသဘောလေးရှိတာပေါ့နှလုံးကိုမသွင်းတဲ့လူကတော့ငါဘူးတွေတူတော့အမလီဒုက္ခပဲသွားတယ်အဲ့တော့ဒီခါမဲ့ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ကပြောရင်းကအပင်လွတ်ချင်တယ်ပြောတော့ဘယ်တော့ဘယ်တော့မလို့ဆိုတော့တရားထိုင်လိုက်တဲ့ခါမှာတုံးနေကျင်းနေတောင်းနေတင်းနေကြိုက်ကြဲတယ်ဒါကိုဒါကြီးကသူကထုံနေဆိုတာမရှိဘူးထုံနေကျင်းနေဆိုတာကပြည့်ညက်အရာသတ်မှတ်ထားတာတကယ်ရှိတာကပရမတ်သဘောရတော့ဖောက်ပြန်တာပဲရှိတယ်။သာဟောမယ်ဆိုတော့ဓာတ်ကစားဓာတ်ဒီဓာတ်ကနေပြီးတော့ပြောင်းလဲတဲ့မောဟရုပ်ကနေပြီးတော့ဘာလို့ရုပ်ကပြောင်းလဲတယ်ပေါ့ပြောင်းလဲတာဆိုတော့ဖောက်ပြန်တာပဲဒီသဘောရှိပါတယ်။ဒါတွေလည်းဟိုအရင်ရှင်းဖို့တော့မှလည်းပါပါတယ်။ဒါလူစိတ်ပါဝင်သားတွေပြင်တာကြည့်ရအဲ့တော့ဒီခါမှာဖောက်ပြန်နေနှလုံးသွင်းပါဆိုတဲ့အတိုင်းဒီကဖောက်ပြန်တယ်လို့နှလုံးသွင်းတာအဲ့ဒါယူပဲခန္ဓာကိုရှုတာကာယ ानु ပတ္တနာအဲ့တော့သူကခန္ဓာ၅ပါးကိုရှုတာက
သတိပဋ္ဌာန်၄ပါးနဲ့ရှုရတာဟုတ်ကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်အဲ့လိုရှိတာကြည့်တော့ဒီဖောက်ပြန်နေဆိုတာကရုပ်ကသူကဖောက်ပြန်တယ်ထုံနာနေကျင်တယ်ဆိုတာပထဝီဖောက်ပြန်တယ်တတိလေးပါဖောက်ပြန်အဖောက်ပြန်တာလို့ရှုတဲ့အခါကျတော့ဒါကြောင့်သူကကာယ ानु ပဒနာဝေဒနာရှုတာကြတော့ဝေဒနာ ानु ပဒနာလို့ခေါ်တယ်စိတ်ရှုတာကြတော့စိတ် ानु ပဒနာလို့ခေါ်တယ်ဓမ္မသဘောတွေမမြဲတာတော့ဘာလို့ခေါ်တယ်ရုပ်ကြတော့ဘာဖြစ်လို့ယုံ ानु ပဒနာလို့မခေါ်တာလို့ဆိုတာတော့မပြောတတ်တော့ဘူးအများကာယ ानु ပဒနာလို့ခေါ်တာကာယ ानु ပဒနာအဲ့မဲ့သူကရုပ်ကိုရှုတာဖောက်ပြန်တော့ဖောက်ပြန်တယ်သူကဖောက်ပြန်နေပရမသဘောရသူကဖောက်ပြန်နေဟောရှုတာအားကြောင့်မို့လို့ကဲဟုတ်ပြီအဲ့တော့ကာယ ानु ပဒနာဖောက်ပြန်တယ်အဲ့တော့ဖောက်ပြန်တယ်လို့ရှုအဲ့လိုနဲ့ပဲဒါကကာယရှုပါနော်နောက်တစ်ခုကတခါအဲ့လိုဖောက်ပြန်တာကိုရှုလိုက်တဲ့ခါမဲ့ထုံနေခြင်းနဲ့ကြိုက်တဲ့ခဲတွေတောက်နေတင်းနေပေါ်လာတဲ့ခါကျတော့အဲ့ဒါကိုဒီဖောက်ပြန်တဲ့ထုံနေခြင်းနဲ့တောက်နေတင်းနေဆိုတာပညာအရာထုံနေခြင်းနဲ့တောက်နေတင်းနေပရမတ်အရာဖောက်ပြန်အဲ့ဒါကိုသူကရုပ်ဝေဒနာအဲ့ရုပ်ဝေဒနာကိုသူကဒီလောကကြီးမှာလက်ရှိရုပ်နဲ့နာရှိနေတာကိုရုပ်နာကရုပ်ကလည်းနာကိုတုံးစိတ်တယ်တဲ့နာကလည်းရုပ်ကိုတုံးစိတ်တယ်တဲ့ရုပ်နာကသူကတွဲနေတယ်သူခွဲမရယုံနာကွဲရင်လည်းယုံနာကွဲသွားပြီသူမကြည့်တော့ဘူးလောလောဆယ်ဒီတတ္တဝါတွေယုံနာတွဲသုံးစိတ်ယုံနဲ့နာကသုံးစိတ်တယ်ဆိုအဲ့ဒီသဘောမျိုးတုံးပါဆိုလိုတာသုံးစိတ်တယ်ဆိုတာကတော့ရုပ်ရှုလဲနာပါတယ်နာရှုလဲရုပ်ပါတယ်ယုံနဲ့နာနဲ့တွဲဒါပေမဲ့သူကရုပ်ပိုင်းကိုရှုရင်ရုပ်ရှုတယ်ပေါ့အဲ့ဒီရုပ်ဝေဒနာကိုဒီခံစားမှုအပိုင်းပေါ့ဝေဒနာကိုခံစားမှုအပိုင်းရှုတာကြတော့ဝေဒနာခံစားမှုပိုင်းကြတော့သူကဝေဒနာ ानु ပဒနာဝေဒနာခံစားမှုရှုတာဘယ်ခံစားမှုကိုရှုတာလို့ဆိုတော့ရုပ်ရဲ့ဒီဝေဒနာအဲ့ဒါကိုခံစားမှုကိုရှုတာဝေဒနာခန္ဓာဝေဒနာ ानु ပဒနာဟုတ်ပြီအဲ့တော့အဲ့လိုနဲ့ဒီမဲ့ဒီထုံနေခြင်းနဲ့တောင်းနေတင်းနေဆိုတာအနိစ္စဆိုတာမမြဲဘူးဟောဒီထုံနေခြင်းနာကြီးကခုတော့မြဲနေတယ်လူမကိုယ်တိုင်ရကင်းပါလို့မရဘူးအပိဒနာပဲဒုက္ခဆိုတာလေချင်းရတယ်ဟောအနတ္တဆိုတာလေကိုကမဖြစ်ချင်ဘူးသူကမဖြစ်ဘူးဟောဒီစတုပ္ပအနတ္တနောက်တစ်ချက်ကအာတုပဆိုတာတော့မပွဲမရမတင့်နဲ့ဟောဒီမှာ30ဘောဌာနဒီဟောပါမှာအတာအယုအရေးသူကသူမပွဲမရမတင့်နေတာမယနာဆိုတာကတော့ခန္ဓာကိုယ်ကြီးဟာပိုးရစားတယ်မြေမကောင်းရှုမကောင်းပျက်စီးနေပြီအဲ့ဒီတော့အစစ်တွေပြုတ်ကြနေပြီအသာရှိတယ်ဆိုတော့ခန္ဓာကိုယ်ကြီးပျက်စီးတဲ့အခါစောတော်ကလို့ပေါ့ပိုးရစားတယ်လောက်ပဲကောင်းပါတတိယပြင်းတယ်လည်းလုံးနဲ့ကြားတယ်ဒါကျန်အဲ့တော့ဒီ
အခါမယ်ဒီအိန္ဒိယသံဝရတိလအိန္ဒိယသံဝရတိလအိန္ဒိမပြင်ရဘူးအိန္ဒိမပြင်ရဘူးအိန္ဒိမပြင်ရဘူးဆိုတဲ့တိုင်းထုံနေခြင်းနဲ့တောင်းနေတင်းနေအဲ့ဒါယူကိုမပြင်ဘူးပေါ့အဲ့အိန္ဒိယသံဝရတိလနောက်တစ်ခါသူကဒီရုပ်အိန္ဒြေပြီးတော့တခါနာအိန္ဒြေပေါ့နာအိန္ဒြေစိတ်ကလေးကိုလည်းသူကတီးနေအောင်ထားအဲ့တော့အဲ့တော့ဒီခါမဲ့အဲ့လိုရှုမှတ်လိုက်တဲ့ခါကျတော့ယောဂီတွေကတယောက်နဲ့တယောက်နဲ့မတူဘူးမတူတဲ့ခါကျတော့ဒီမယနာမြင်တဲ့ပုဂ္ဂိုလ်သူကမယနာမြင်တာဟုတ်မပြင်းငိုင်းမှာပူရီစားနေတော့သူမြင်ပါတချို့ကလည်းဒီဝေဒနာကိုပဲဒီပြစ်တော့တယောက်တည်းမတူဘူးအဲ့တော့ဒီပြောတဲ့ပုဂ္ဂိုလ်ကဒီသူဖြစ်တာဟူတာပဲသူကသိပြီးတော့သူဖြစ်တာလည်းသူကပြောကျန်တာကတော့သူကြားဘူးတာဝတ်တစ်စင်ပြောအဲ့ဒါရှိအခုပြောနေတဲ့ပုဂ္ဂိုလ်ကြီးကတော့ဒီလိုပဲဒီတကားလည်းပြောမှရှင်းတော့မှာဟောပြင်းញိုင်းမယ်အဲ့လိုပဲတို့လာပါလားအဲ့မိချို့ခေါင်းကြီးတဲ့ထဲခန္ဓာကိုယ်ကြီးပြည့်သွင်းနိုင်ရင်ဒူကြီးလေပြီးတော့ကြည်သာငိမ့်တာအေးလာဟာတော့ဒီလိုတွေ့ပါဖြစ်ပါစိတ်ကူးနဲ့ဖြစ်တာလားတကယ်ဖြစ်တာလားဒါတော့လေဖြစ်တာဖြစ်တယ်လို့ပြောတာပါအဲ့လိုနဲ့ပဲဒါလေးလည်းအရင်ကရှေ့ပိုင်းမှာတော့ပြောထားတယ်ရှိပါတယ်တော်နေရတော့မဖြစ်ပါဘူးအတီးကြီးလောရတယ်တော့ရှိပါအဲ့တော့ဒီဒါပဲပြောမှာပဲအနိစ္စသဘောနဲ့ဒီကြည်တာလွတ်တာပြောသမှဆိုလို့မပြောတတ်ဘူးဘုမှမဖြစ်တာဘူးဖြစ်တာတော့ဖြစ်တယ်ပြောအဲ့လိုပဲကမ္မထာနာသရိယလျှောက်တော့လေကမ္မထာနာသရိယရုံတလားနေတယ်တရားပြလို့ရပြီတဲ့ခန္ဓာကိုယ်တွေပဲတဲ့ပြလို့ရတယ်ပြပါတဲ့ဆိုလို့ဒါကဟောခဲ့တာဆိုလို့ရှိရင်တော့ကမ္မထာသရိယလည်းကွန်ပြူပြီဒါဆိုရင်ကိုယ်လည်းတကယ်လည်းတွေ့ပြီးတော့သောတာပန်အင်္ဂါတရားနဲ့တော့လည်းညီပြီသောတာပန်အင်္ဂါတရားဆိုတာဘာတော့လို့ဆိုတော့လောကမှာဒီလူမှုရေးအဝဏ္ဏရေးတွေလောကကာလအသက်ရှင်ရလို့လောကကာလရှိတာဟုတ်အဲ့ရှိနေတဲ့ကာလမှာလေဒီတရားကိုမမေ့ဘူးတရားရလွတ်တဲ့အချိန်လေးမှာလည်းပဲသူကချောင်းနေတာလွတ်တာလည်းပဲဒါပဲနှလုံးသွင်းနေတာလွတ်တဲ့ချိန်နော်အဲ့ဒီလိုနေတာကတဲ့သောတာပန်ကတရားပါတဲ့ဉာဏ်နဲ့၆ဝါးကတော့မေ့အရင်တော့ကြည့်ရတယ်ဒီမေ့အဲ့ဒီသောတာပန်ကတရားနဲ့တော့နေတဲ့အနေအထားရှိပါမကြကြည်ရလည်းလုပ်တယ်အဲ့ဒီလေဒီဟာကိုနှလုံးသွင်းပြီးတော့ငါတည်းရပြီးချိုးတော့ပါပဲတကယ်လေမူရဲပြုရဲဆိုရင်လည်းအိယာခင်းတယ်လို့တော့ပြလက်ကြည့်တာဒီမဲ့ကြည့်ဆောင်တော့ဒါပေမဲ့လောင်းနေတယ်တရားအထုတ်ဖို့အားဖြင့်ချိန်ရရှိတော့လားအထုတ်ချင်လိုက်တာဆိုအဲ့မသိပြန်ဘူးသူမသိလို့ပြောနေတာနီးတော့နီးနေပါပြီကဲဒီလိုနဲ့ပဲအဲ့တော့အပယ်လေးပုံက
သေမလွတ်တယ်ဆိုတာကြတော့မသိနိုင်ဘူးအခုပြောနေတဲ့လူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်သေအပေကလွတ်လာမလို့ဘူးလားတချို့လည်းပဲတည်တဲ့လူပြော့ပြောင်းနေလွတ်တယ်ပြုတယ်ဒါပေမဲ့သေချာပေါက်ကြီးဘယ်သူမှဒါကပြောလို့ဆိုလို့မရပါဘူးသေသွားပြီဟိုအဲ့မသေးခင်အပေလေးပုံကလွတ်တာကတော့ဒါကတော့လက်တွေ့လုံးလို့မရပါဘူးအပြောမော်လက်တွေ့ကိုလုံးလို့ရမသေးခင်အပေလေးပုံကလွတ်တာကဘာတော့လို့ဆိုတော့ရုံနဲ့နံနဲ့ကွဲသွားတာရုံနဲ့နံနဲ့ကွဲသွားတော့ဘယ်လိုသဘောပြောတာလဲဆိုတော့ဒီရုပ်ကြီးကဘာမှမသိဘူးသူကနံခိုင်းတဲ့အတိုင်းပေါ့စိတ်ခိုင်းတဲ့အတိုင်းရုပ်ကြီးကလိုက်တယ်အဲ့ဒါကြောင့်ဒီထုံနေခြင်းနဲ့တောင်းနေတင်းနေဆိုတာပြည့်ညတ်ပဲရုပ်ကြီးကဖောက်ပြန်တာပဲသူကဖောက်ပြန်ဒီခံစားမှုသဘောကလေသူကနာရဲ့လက္ခဏာကလည်းသူကခံစားတာလေးပဲရှိတာအဲ့ဒါကိုသောတော်ကခန္ဓာ၅ပါးဆိုတဲ့သင်္ညက်ခန္ဓာကသင်ညာကလိန်တက်လိုက်တာတကယ်ကြတော့သင်ညာကဆရာကြီးဒီပညာနဲ့ပဲတန်မြာကြီးလဲနေတာဒီပညာကြောင့်မှဒုက္ခဖြစ်နေတာပဲပညာဆိုတာကဒါယောက်ျားပဲဒါပညာပြီးတာလေဒါမိန်းမပဲသူပညာပြီးတာလေဒါဝက်ပဲဒါကကြောင်ပဲဒါကြက်ပဲပညာပြီးတာလေအဲ့တော့ဥမာဒီအခါမဲ့ဒီတင်ညာကရောဘယ်တော့မှတော့ဆိုတော့သူကဟိုဘဝကပါလာတော့မဟုတ်ဘူးဒီဘဝကြာမှသူကမအေးမိဘတွေဟိုတဖြည်းဖြည်းချင်းသိရင်ကြာမှသိတာအမေမွေးကသားကမသိဘူးတင်ညာအဲ့ဒါကြောင့်မို့လို့ဒီတင်ညာလိန်တိုင်းခံရတာအဲ့တော့ဒီခန္ဓာ၅ပါးကြီးပဲဖြစ်နေတာဝိညာဉ်လို့ရှိရင်မြင်တဲ့သဘောကောင်းကြီးမြင်တာကကျုပ်ပဲခန္ဓာခံစားလိုက်တာကဝိညာဉ်ခန္ဓာပညာကဝက်လို့ပြီးလိုက်တာကပညာခန္ဓာအဲ့ဒီမှာဝက်ကဒီဘက်ကပိန်နေဒီဘက်ကဝါတဲ့အသားရှိနေစေသိကြီးမို့သင်္ခါရခန္ဓာစေသိကြီးကတခါသူကနာခန္ဓာ၄ပါးနဲ့ဟိုယုတ်ခန္ဓာတစ်ပါးနဲ့သူကခွဲမိအောင်သုံးစိတ်နေအောင်အဲ့တော့ဝိညာဉ်ဆိုတဲ့ဝိညာဉ်နဲ့ခန္ဓာလေးပြည့်ပြည့်ဖြစ်တဲ့ခါကျတော့ဥထုဇဉ်နေကဝက်မြင်လို့ရှိရင်ဒါဝက်ပဲလို့ဆိုရတယ်ယုံနာလို့လည်းမသိခန္ဓာ၅ပါးလို့လည်းမသိဓာတ်လို့လည်းကြားတော့ကြားဘူးတာပဲကြားဘူးရောင်းနေပဲရှိတော့တကယ်ဒီပိုင်နိုင်မသိခင်မှာဇောတော့လို့ပေါ့ပြောပြန်လဲဒီဝိညာဉ်ကြော်တာပဲရောက်သွားအဲ့ဒီလိုဒီဝိညာဉ်ကြော်ပြီးတော့ကြီးလို့ငြိမ့်နေတွေ့ဘူးတဲ့ပုဂ္ဂိုလ်ကကြာတော့တကယ်ဒီကနီးမှလည်းသူကပေါ်လာတယ်တဲ့ရှင်လူကိုဟောကြားထားပါတယ်ပေါ်လာတဲ့အခါကျတော့သူကဝက်လို့ပေါ်လဲပဲဟောတာတကယ်တော့ငါသူကယောက်ျားမပုဂ္ဂိုလ်တော်မရှိဘူးတဲဝင်မရှိဘူးဒါကြောင့်ငါလည်းမရှိဝက်တော်လည်းမရှိဘူးဆိုတော့ဝက်မဖြစ်တော့ဟောပြောပါလေအဲ့တော့ဒီအခါမှာအဲ့လိုမဖြစ်ပေါ်ကဒီထုံးသားကျင်တာတောင်းတာတွေလည်းကြုံပြဒါမကြုံဘဲနဲ့တော့မရဘူးအဲ့တော့ဒီအပေလေးပါးကလွတ်ချင်တယ်ဆိုရင်မသေးခင်မှာလွတ်အောင်ဒါကြိုးစားကြဖို့ကြံပြုပါတယ်မသေးခင်မှာလွတ်တယ်ဆိုတဲ့အခါကျတော့လွတ်နေပြီလေထုံးသားကျင်တာတောင်းတာတင်းတာမှမရှိဘဲနဲ့သူကကြည်ပြီးတော့ပြစ္ဆုတ်ပန်တဲ့လေးလေးရှုနေပြီအဲဒီခါမဲ့စောတော့ကဒီဘုရားဟောထားတဲ့အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြမ်းနဲ့ဖြစ်စေရုံနဲ့ပြစ္ဆုတ်ပန်အမှရှုမှတ်ပါ
နောက်တစ်ခါနကုလမတာနကုလပိကာကိုယ်သာနာ၍စိတ်မနာသည်နဲ့ဆိုတဲ့ကိုကြီးရတော့နာမှာပဲအဲ့ဒါစိတ်မနာသည်နဲ့ဆိုတဲ့သင်ညာတွေပုံတဲ့ခါကျတော့ဥပဒနဲ့ခန္ဓာ၅ပါးနေပြီးတော့အနုပါဒခန္ဓာ၅ပါးဖြစ်နေမှာတော့ကြီးနေပြီပေါ့ဒေါဘဒေါသမောဟဒိဋ္ဌိမာနမဖြစ်တော့ဘူးတော့အတိတ်စိတ်လည်းမရှိဘူးအနာဂတ်လည်းမရှိဘူးပြစ္ဆုတ်ပံဖြစ်နေတယ်ဒါကယုံမှချင်း16ရက်အတိတ်နာဂတ်စရှိတယ်ပြောပါလေအယုံမှလည်းမရှိတော့ဘူးအကုန်လုံးကအကျုံးဝင်တယ်အဲ့ဒါကိုပဲသစ္စာဘွဲ့မသစ္စာသဘောလို့ပြောလို့ရအဲ့တော့ဒီခါမဲ့သူကငါဆိုတော့လည်းမရှိဘူးငါဒီမှာဆိုလည်းမရှိဘူးငါလည်းပြုတ်နေတာထုံနေခြင်းနဲ့တော်လည်းငါတုံလည်းမရှိဘူးအဲ့တော့အပေကြမဲ့အပိုင်းကြီးမဖြစ်မှတော့အပေရမကြတော့ဟုတ်ပြီအဲ့တော့လိုနဲ့ပဲ7 မိနစ်ကြာမှာဆုံးတတ်ပါမယ်ပြောရင်တော့ပြောရတယ်ရှိတယ်အဲ့တော့ဒီအခါမဲ့သောတော်ကရှင်သီရိကိုတော်ကြီးတော့ဟောကြားထားပါတယ်နတ်ပြည်6ထပ်ဆိုတာတဲ့သူကပြည့်ညက်နတ်ပြည်6ထပ်ကတော့တူမဟာရေတူပါလို့အာတဝရီနတ်ပြည်လို့စာကြည့်6ထပ်ရှိတယ်ပရမတ်နတ်ပြည်6ထပ်ကတော့တဲ့ဘာလို့ဆိုတော့သူကဒီအာယုံ6ပါးပါမျက်စိနားအောင်ရှာအဲ့ဒါဥဒုဇင်တွေကမျက်စိနဲ့မြင်လိုက်တဲ့သူတွေသူကအလောတော်ကဘောဒိဋ္ဌိမာနတတ်ဖြစ်တာတော့တကူပြည့်ရင်တပြေးပြေးနဲ့အကုန်လုံးဟောဖြစ်အဲ့တော့အမျက်စိလည်းတူတူပဲနားလည်းတူတူပဲနှာခေါင်းလည်းရှားလည်းတူကိုယ်လည်းမနှောလည်းတူတူပဲဖြစ်နေတော့အပင်ကြတော့အဲ့ဒီ6မျိုးဒီစောတော်လူရှုမှတ်တဲ့အခါကျတော့သူကအဲ့လောဘဒေါသမောဟဒိဋ္ဌိမာနစိတ်ကြီးမဖြစ်ဘဲနဲ့နေတဲ့သဘောအေးချမ်းနေတဲ့ဓမ္မအရာသာခံစားနေဟောဒါဟုတ်ပဲနတ်ပြည်6ထပ်ဆိုတဲ့သဘောဟောတဲ့အနေအထားရှိပါလေဒီညင်ညက်နတ်ပြည်6ထပ်ကတော့ဒါကျွန်မောကလန်ကြီးကိုရောကြီးနတ်ပြည်ကြွားခဲ့တယ်တွေ့ခဲ့တယ်ပြီးတော့အသာရှိတယ်ပေါ့ဒါတွေကလည်းတပိုင်းပါပဲဒါကြောင့်ခြေပြန့်တဲ့မျိုးရှိပါတယ်အဲ့တော့အခုပြောနေတာကတော့လောလောဆယ်အပေကလွတ်ချင်ရင်ဒီဆိုတော့ခန္ဓာ၅ပါးကိုသတိပဋ္ဌာန်တရား၄ပါးနဲ့ကိုကြိုက်တဲ့ကမ္မဋ္ဌာန်းကြောင်းဒီလခံယူပြီးတော့ပညာပွားများအားထုတ်လိုက်တဲ့အခါကျတော့ဇာရဘဝေဒနာကြောအောင်ပေါ့ဝေဒနာချုပ်အောင်ဝင်စိတ်ကလေးပြုတ်ပေါ့အစားရှိတယ်ပြုတ်ပေါ့ဘယ်လိုပဲဖြစ်ဖြစ်ပါအဲ့တော့အဲ့ဒီလိုဖြစ်ရင်ဒါသူကဒီထုံနေခြင်းနဲ့တောင်းတာကြီးမရှိတော့ဘူးတခါကြော်ဘူးရင်တော့မကြောက်တော့အဲ့တော့အခါ20ကျော်လောက်ပေါ့အဲ့လောက်လဲကြော်ဘူးပြီဆိုရင်တော့သိသွားတဲ့သဘောရှိတယ်သိသွားတော့တကယ်သိတော့မယ်ဆိုဒါဝဲသူအာကိုတော့မယ်သဘောရှိတယ်အဲ့ဒီလိုဖြစ်တာကိုပဲဒေါကကတော့မြတ်တဲ့ဝိမု ക്തി စိတ်သဘောစင်ကြယ်တယ်ပေါ့အဲ့ဒီသဘောမျိုးကြည်တယ်လွတ်တယ်နေတာဟာလားဒါကြောင့်လဲရှင်ကိလာသလို့လည်းဟောပါတယ်သူအားထုတ်တဲ့ခါကျတော့အဲ့လိုတွေ့တယ်တဲ့အဲ့လိုတွေ့တဲ့အရာသာမဲ့လို့ပဲဆက်ပြီးတော့အားထုတ်တာတဲ့တရားလည်းမလို့ခြင်းဘူးကုသိုလ်လည်းမလို့ဘာမှလည်းသူမသိဘူးသူကလည်းအရက်ပဲတောင်းတာဒါပေမဲ့အဲ့ဒါတွေ့တော့အဲ့ဒါပဲခံစားကြည့်လို့အားထုတ်တာပါတဲ့သူဟောကြားထားတာရှိပါလေဒါကြောင့်ဟ
ကျူးသားကြည့်ကြပါလို့အဲ့တော့မင်းသားကြီးကျော်ကြီးမေးတဲ့အဖြေသဘောကတော့အဲ့ဒါပါမသေးခင်ကိုပေလေးပုံမှာတော့ကျူးသားကြည့်ကြပါကျူးသားလို့ရပြီဆိုရင်တော့ဟောတာကမသေးခင်ပေလေးပုံမှာတော့ပြီဆိုရဲတစ်ထစ်ချဆုံးဖြတ်ချက်ကြနိုင်တဲ့အနေဒါပေါ်လာနိုင်ပါတယ်ပေါ်လာလို့ရှိရင်တော့ဒါရှင်းသွားပြီမသေးခင်တော့လွတ်ပါတယ်ဆိုသေးတဲ့ခါကျတော့လေလွတ်ပြီဟောဒီစိတ်နဲ့ဒီမှာလို့ပေလေးကိုတော့ဟုတ်ပေလေးကိုရောက်မှပေါ်လို့လည်းမရဘူးအဲ့တော့ရှိပါတယ်အဲ့တော့ဆိုလိုတာကဒီအခုပြောတဲ့သဘောကအပေကိုလွတ်ဖို့ပေါ့နော်ဘုရားဘာသာလူမျိုးတွေလည်းဒီမှာတော့ဒီလိုနောက်ပြီးအပေလေးလွတ်ချင်ကြတယ်အဲ့တော့ဘုရားဟောထားတဲ့အတိုင်းဒီအာယုံမနဲ့မိုးလင်းတာနဲ့ပြိုင်တဲ့ဒီဓွာရအပေါက်ကိုးပေါ်ဓွာရ6မျိုးအာယုံ5ပါးအာယုံ6နဲ့တိုက်ခိုက်နေတဲ့ဟာကိုဒါပဲခံစားနေတာဟာတဲ့အတ္တဒီလိုသာကြည့်ရင်အဲ့လိုဟောတယ်မှာသူကအပေကြတာပဲလုံးဝမလို့ဘူးတဲ့ဘုလုံးဆိုလောဘဒေါသမောဟတွေဖြစ်တာဟုတ်နောက်တစ်ခါကနင်းကန်ပြီးတော့အခုဟိုပါဗောလေကလားတွေလိုကျင့်လို့ဗောနေဘူးပဲကျင့်တာမျိုးတို့ဘာလို့ပဲကြီးတစ်ဖက်မြောက်ကျင့်တာမျိုးတို့ဟာမျိုးတို့ဒါကလည်းခန္ဓာကိုရှင်းတဲ့အကျင့်ပေါ့ဟိုလည်းအယုတ်အတော်ဗောအဲ့လိုမျိုးကျင့်တာအဲ့ဒါဆိုနိဗ္ဗာန်တရားမဟုတ်ဘူးတဲ့အလေတဲ့ကျင့်ပါတဲ့ယုံမှာအဲ့တော့မယုံမလုံးဆိုတော့ဒီထုံနာကျင်နာကြိုက်တာခဲတာကြီးကိုသူကဓာထုံငါကြီးထုံတဲ့ခါကျတော့ဓာကြီးကိုပဲဓာကြီးကခန္ဓာကိုကျင်းသေးတယ်လို့ဆိုပြီးတော့မလုပ်ချင်ဘူးတကယ်လည်းခံရခက်တာပေါ့အဲ့တော့မလုပ်ချင်တဲ့လူကလည်းမလုပ်ကြဘူးမလုပ်ချင်တဲ့လူကလည်းလုပ်တယ်အဲ့တော့ဆိုလိုတာကတော့သေတာရှိရင်မသေတာရှိတယ်ဒုက္ခရှိရင်ဒုက္ခရှိတယ်ဆိုတဲ့တကယ်ဒီဝေဒနာနဲ့ဒီစိတ်ကလေးဆိုတာကဒီဟာလဲအများတာဟုတ်အဲ့ဝေဒနာနဲ့ကြတော့သူကပြင်းထန်တော့ထင်ရှားတဲ့နေရာမှာပဲစိတ်ကရောက်နေတဲ့ခါကျတော့စိတ်ကိုဒီဝေဒနာနဲ့ကြမှာသူ့ရဲ့စိတ်ရဲ့သဘောတွေလေးလာတယ်သူရတွေ့တော့ဝေဒနာကျေးဇူးရှင်တဲ့အဲ့တော့လူတွေကဒီဥထုဇဉ်တွေကဝေဒနာကရန်သူအရိယာတွေကဝေဒနာကျေးဇူးရှင်ဥထုဇဉ်တွေကခန္ဓာ၅ပါးကမိတ်ဆွေဘာလို့လို့ကိုသွားခြင်းနဲ့လာခြင်းနဲ့စားခြင်းနဲ့တောက်ခြင်းလေဟိုအရိယာတွေမြင်တာခန္ဓာ၅ပါးကလူတော်သမား9ယောက်အဲ့လိုပဲရှင်းနေအောင်ဖြစ်ရှိပါတယ်ရှိတော့ဒီလိုတာကအပေကလွတ်ချင်အဲ့ဒီဘုသူတ္တသဘောဒါပြောကြတယ်ဖြစ်ပါလေအဲ့တော့အခုလိုပြောတဲ့သဘောကတော့ဒီလောကလူသားတွေပေါ့အခြေခံပုထုဇဉ်တွေဒါမှမဟုတ်အာထုဇေယောဂီတွေကိုဒီညွှန်ပြောတဲ့သဘောရှိပါတယ်ဒီသဘောတွေကိုအင်တန်သောတော်ဝိညာဉ်ကြော်ပြီးသားပုဂ္ဂိုလ်တွေလက္ခဏာသဏ္ဍာန်ဝင်တဲ့ပုဂ္ဂိုလ်တွေအစင်းမြင့်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကတော့ဒီလိုကရာပြီးသားတွေပါပဲဒီလိုပြောစရာကိုမလိုပါဘူးဒီလိုနားထောင်နေရတယ်မလိုပါဘူးဘုသူတ္တအနေနဲ့ဟောဒီလိုပြောနေတဲ့လူလေးရှိပါလားလို့ဒါတော့လည်းနားထောင်တယ်ဒီလိုကိုရတာဒါတွေပြီးသားတွေဖြစ်နေတာဟုတ်အခုပြောနေတဲ့ပုဂ္ဂိုလ်ကတော့တကယ်အနေဆုံးပါပဲဒါကြောင့်မတည်ခင်လဲဒီဝေဒနာကိုတော့အရင်တစ်ပတ်ကလည်းမရှူမပြုတ်ဖောင်းနေပင်မဘဲနဲ့ဝေဒနာလာမအောင်ဘယ်တော့ထိဆိုးလို့မတည်ခင်ဆိုလုတ်ခဲ့ဘူးပါလေမပြင်းမဟုတ်ဝေဒနာလည်းပြန်ရော့သွားတဲ့သဘောတော့ခံစားဘူးပါလေ
လုံးဝအပြောကြီးလည်းမဟုတ်ပါဘူးဒါပေမဲ့အားရတဲ့သဘောမရှိပါဘူးဒါပေမဲ့အခုဘာလို့ပြောနေတာတော့ဆိုတော့မပြောဘဲနဲ့တည်သွားရင်မပြောရရဘူးဆိုတဲ့အနေဒါဒီအာယုကျမ်းနေလို့ဆိုပြီးပြောခြင်းသာဖြစ်ပါလေအဲ့တော့ဟွာတဏှာကြီးပြည်သွားပြီဟွာဣမာယဆိုရောဣမာယဣမာယဓမ္မာနုဓမ္မပฏิပတ်တိယဗုဒ္ဓံပူဇေမိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယဓမ္မံပူဇေမိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယသံဃံပူဇေမိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယဗန္ဒာပိတုနံပူဇေမိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယအာသရိယနံပူဇေမိဤရောဘုရားတရားကိုပါအားလျောသောဝိပဿနာပရိစ္ဆေအပြည့်နဲ့ဖြစ်ဗုဒ္ဓမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ဓမ္မံတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားသံဃာတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားမာတာပိတုနာမိဘနှစ်ပါးကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားအာသရိယနံဆရာသမားအပေါင်းကိုလည်းပူဇေမိပူဇော်ပါ၏ရှင်ဘုရားအဲ့တော့ဘုရားကိုယ်တိုင်ကဟောတယ်လို့ဒါဘုံရကြားဥပါလေဗန္ဒီစီမိတွေစားကောင်းတော့ဘွယ်တည်တည်တွေနဲ့လှူတာတယ်တဲ့ငါ့ကိုအကျင့်နဲ့ပူဇော်တော့ငါအကြိုက်ဆုံးပါကွာဆိုတဲ့သဘောပါပဲဣမာယဆိုတာဟောပါဒါကြောင့်ပြည့်ကြံပေါ်ရကြပါဒီထုံနေခြင်းနဲ့တောင်းနေတင်းနေဆိုတာကြီးကဒါကတကယ်မရှိပါဘူးတကယ်လွန်မြောက်လို့ရှိရင်ဒီကပျောက်သွားဖတ်တယ်ရောလို့မဟုတ်ဘူးအဲ့တော့ဒီအခုတရားဒီလိုပဲတတ္တဝါတွေပေါ့လေအပယ်လေးပုံကတော့ပြင်းပြီးတော့ဒုက္ခတိပုံတွေရောက်ဖို့ရဆိုတော့ဒီသစ္စာတရားတွေဒါနီလာဒီနီလာနဲ့ဆိုတော့ဒီလိုလက်တွေတွေ့တဲ့သဘောလေးပြောရင်ဘုရားတွေဟောတာတော့နာယူခံရပြီးတော့ဝါရဘာပြောင်းသွားတဲ့အမိဘရွှေမျိုးတွေနောက်တစ်ခါဒီရှင်သိမှုကြတော့ပြောဟောပါတယ်အရိယနာမည်ကြီးတဲ့တရားဝဲတွေသူကိုယ်တိုင်မြင်နေတဲ့အဲ့တော့သူ့လိုမြင်ရင်သူ့အားထုတ်ပါတကယ်မြင်ရပါဆိုပြီးဟောတာလေဒါကြောင့်မေတ္တာပူဇော်ရအောင်အဲ့တော့ဒီကျင့်ကြံပွားများတဲ့အခုဒါနသီလဘာဝနာပေါ့အခုပါတာဒီကိုအမြပေးဝေကြရအောင်တုံးတဲ့ဘုံကျင်းလဲနေကြအောင်နဲ့ဝိနည်းသုခိတသတ္တဝါဒုက္ခိတသတ္တဝါနော်နောက်ပြီးတော့သမာဓိဝနာကောင်းတဲ့မြတ်နာပေါ့မိစ္ဆာနာမြတ်မကြမ်းဒီလိုကိုဘုကိုအာကာရကိုအိမ်ဆောင်နဲ့ပူဆောင်နဲ့ခြံဆောင်နဲ့မျိုးဆောင်နဲ့နေဆောင်နဲ့အပေါင်းဘာလို့ပြောင်းသွားတဲ့အမိဘာများတပည့်အမိဘာများမိစေမအားလုံးပဲအမြပြေးကြရအောင်ကိုဟောပြောတဲ့ဒီကနေ့နော်အမြလူရောမူကြပါဘုံရောသာရုအမြလူရောမူကြပါဘုံရောသာရုအမြလူရောမူကြပါဘုံရောသာရုအရိယသူတော်ကောင်းများဥဒ္ဒါသောမေတ္တာပြည့်ဝသောအမြတ်ကိုလည်းသာရုဘုရားခေါ်ကြရအောင်သာရုပါပဲ